Ford ဆိုတာမြန်မာနိုင်ငံမှာလူကြိုက်များတဲ့ကားမျိုးစားတွေတစ်ခုပဲဖြစ်ပါတယ်။ဒီကားလေးကတော့ Everest ကိုမှတိုက်တဲ့နေရ version ပေါ့နော်။ 2.0 လီတာဘိုင်တာဝိုဒီဇယ်အင်ဂျင်နဲ့လာတာဖြစ်ပါတယ်။အရင် model တွေမှာဆိုရင် 3.2 လီတာ5 cylinder ကိုအသုံးပြုခဲ့ပြီးတော့အခုနောက်ပိုင်းကားတွေမှာတော့ 2.0 လီတာနဲ့4 cylinder ကိုစနစ်ကိုအသုံးပြုလာတာဖြစ်ပါတယ်။ဒါကြောင့်အင်ဂျင်ဆက်ဆောင်ရေးမှာလည်းပိုပြီးတော့ကောင်းလာသလိုစီးစားတဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ Gear position ပိုင်းကိုကြည့်မယ်ဆိုရင်လည်း10 speed automatic transmission နဲ့လာတာဖြစ်ပါတယ်။ Ford ကားတွေအားလုံးကသူ့ရဲ့ဆွမ်းဆောင်ရည်နဲ့ငြိမ်ချမ်းမှုကြောင့်နာမည်ကြီးရဖြစ်ပါတယ်။ခုံသုံးနှန်းပါတယ်7 seater SUV ထဲမှာတော့သူ့ရဲ့တက်ရိုးကအကြီးဆုံးလို့သတ်မှတ်ထားရှိခံရတဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။သူ့ရဲ့ပြိုင်ဘက်တွေမှာဆိုရင် Toyota Fortuner ရှိမယ် Mitsubishi မှာဆိုရင် Pajero Sport ရှိမယ်။ Fortuner တို့ Pajero နဲ့ရှိရင်တော့ Ford ကားဈေးနဲ့ငယ်ပို့ပါတယ်။ပြီးတော့ပို့ပြီးတော့လည်းကောင်းပါတယ်။ Fortuner ထက်နည်းပညာပိုင်းမှာပို့ပြီးတော့အဆင်ပြေပြီးတော့ Pajero ထက်အင်ဂျင်ဆွမ်းဆောင်ရည်ပိုင်းမှာပို့ပြီးတော့တာမယ်ပြီးတော့အရွယ်စားလဲနဲ့ပို့ကြီးသွားတာကိုတွေ့ရပါတယ်။ဝယ်ဖို့ငွေရှိရင်တော့ရဖို့မလွယ်တဲ့ Ford Everest တိုက်တွေလေးကိုလိုချင်နေဆိုရင်တော့ညီမတို့ကင်မရာတက်ကိုရောက်လာခဲ့ဖို့တက်ဖိတ်ခေါ်ပါတယ်နော်။